ခြေထောက်၄ချောင်းရှိတယ်ဒါပေမဲ့မလှုပ်ရှားနိုင်တဲ့အရာကဘာလဲကလတ်ထိုင်ခွေးညင်းကားအဖုံးရှိတယ်စာမျက်နှာရှိတယ်ဒါပေမဲ့စကားမပြောနိုင်တဲ့အရာကဘာလဲစာအုပ်အိတ် TV ဖုန်းအမြဲတမ်းဆူဆွတ်နေပေမဲ့ဘယ်တော့မှမတောက်တဲ့အရာကဘာလဲရေကန်ရှာပင်လယ်မိုးလေကိုရှူရှိုက်တယ်ဒါပေမဲ့အသက်မရှိတဲ့အရာကဘာလဲမီးပန်ကားရေကား